ပေါ်တူဂီဘက်ကိုနိုင်ကုန်သွင်းပြီးရိုနယ်ဒိုရှေ့မှာရိုနယ်ဒိုလိုအောင်ပွဲခံပြလိုက်တဲ့ Wiseland ပြည်သူများလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Show Sport News ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကောင်းလေးတယောက်လူကြီးတယောက်ကိုမလေးမစားလုပ်တဲ့အမူအရာမျိုးလားဒါမှမဟုတ်ခင်ဗျာကျွန်တော်ရဲ့ idol ဗျကျွန်တော်ခင်ဗျာပုံစံတိုင်းလုပ်ပြမယ်ဗျာဆိုရင်ပုံစံမျိုးလားဆိုပြီးတော့မေးရလောက် Wiseland တယောက်မိုင်းမှာကိုပေါက်တွေကိုအချိန်တော်တော်စောင့်ခဲ့ရမယ်ဒိမန်အသင်းတွက်ကိုတော့တိတ်ပြီးတော့မစောင့်လိုက်ရဘူးလို့ဆိုရမှာပါပြောရမယ်ဆိုရင်တွင်းကိုကိုရဖို့ရေ10မိနစ်တောင်မကြာလိုက်ဘူးလို့ဆိုရမှာပါမိုင်းဝါခြေသွမ်းပြကိုဘယ်လောက်ပဲရုန်းကန်ခဲ့ရပါစေနိုင်ငံသေးတွေဆိုရင်တော့ Wiseland ကတွင်းကိုတွေဒိုင်းတိုင်းရယူပေးနေခဲ့တဲ့တိုက်စစ်မှုတယောက်ပါပြီးခဲ့ညကစားခဲ့တဲ့ UEFA Nation League Quarter Final အဆင့်ပြိုင်ပွဲတွေမှာတော့ဒိမန်အသင်းနဲ့ပေါ်တူဂီအသင်းတို့ရဲ့ပွဲတင်ကလည်းပါဝင်ဖြစ်ခဲ့ပြီးဆိုပါပွဲစဉ်မှာတော့ဒိမန်အသင်းကလူစားဝင်တိုက်စစ်မှု Wiseland ရဲ့တုံးနေသောဂိုးနဲ့အိမ်ကွင်းမှာနိုင်ပွဲရရှိသွားခဲ့ကြတာဖြစ်ပါတယ်ဒိမန်အသင်းကပေါ်တူဂီလိုအသင်းကိုစားစားရအသာစီးရယူကစားသွားခဲ့ကြတာဖြစ်ပြီးဆိုတော့လည်းဦးဆောင်တဲ့ပေါ်တူဂီကဒိမန်တို့ပြုမြနူးခဲ့ကြရတာဖြစ်ပါတယ်ဆိုပါအသင်းရှင်ကြည့်ရင်ဘယ်အသင်းကပို့ပြီးတော့တားရဲဆိုတာအားလုံးနဲ့နားလည်ထားပြီးဖြစ်မှာပါတားရဲဆိုတာကစားမအင်အားကိုပြောတာဖြစ်ပြီးတော့ဒိမန်အသင်းတို့ပါဝင်စားခဲ့တဲ့ကစားမနဲ့ပေါ်တူဂီအသင်းနဲ့တူပါဝင်စားသွားခဲ့ကြတဲ့ကစားမအင်အားချင်းရှင်လိုက်မယ်ဆိုရင်ပေါ်တူဂီကစားမတွေကနာမည်ကြီးပြီးတော့ကစားမတွေပို့ပြီးတော့များတယ်လို့ဆိုရမှာပါRonaldo, Bruno Fernandes, Rafael, Pedro Neto, João Neves, Vitinha, Dalot, Ruben Dias, Nuno Mendes နဲ့ Renato Vigaró လို့ပွဲထွက်ကစားမတွေရှိနေတဲ့ပေါ်တူဂီအသင်းလူစင်းမှာပြည်သက်မသိတဲ့ကစားမဆိုတာရှိမှာမဟုတ်ပါဘူးဒိမန်အသင်းနဲ့တူပွဲထက်ပါဝင်ကစားခဲ့ကြတဲ့ Eriksen, Nogat, Verstappen, Anderson, Schmeichel တို့လိုကစားမတွေနဲ့တူရင်းနှီးလူစားဝင်ကစားမတွေဖြစ်ကြတဲ့ Wiseland, Patrick Dorgu လောက်သာပြည်သက်တွေနဲ့ရင်းနှီးကျွမ်းဝင်နေခဲ့ကြမှာပါဒါဆိုရင်လည်းကစားမတွေပါဝင်တဲ့ပေါ်တူဂီအသင်းကဘာကြောင့်အနိုင်မရခဲ့ပဲဒိမန်အသင်းကအနိုင်ရသွားတာလဲဆိုရင်စီးလုံးချင်းအင်အားကြောင့်လို့ပဲဆိုကြပါတယ်ဒိမန်အသင်းကပွဲသား24မိနစ်မှာပယ်နယ်တီကန်ခွင့်ရရှိခဲ့မယ်ဆိုပါပယ်နယ်တီကို Eriksen ကန်သွင်းရမှာပေါ်တူဂီဂိုးသမား Diego Costa ကာကွယ်သွားခဲ့ပါတယ်ဒိမန်အသင်းအနေနဲ့ပေါ်တူဂီအသင်းကိုတကိုးကိုမရှိဘဲရလက်ထပ်ပို့ပြီးတော့ဂိုးပြနိုင်ခဲ့တင်တာဖြစ်ပေမဲ့ပေါ်တူဂီဂိုးသမား Diego Costa လက်စွမ်းပြမှုကြောင့်သာRonaldoတို့အဖွဲ့အရှာမကွဲခဲ့ကြတာဖြစ်ပါတယ်ဒိမန်အသင်းကဆိုပါပွဲတင်မှာဂိုးကန်သွင်းမှုပေါင်း23ကြိမ်ပြုလုပ်ခဲ့ပြီးတော့ဂိုးပေါက်တဲမှတ်မှု9ကြိမ်ရှိတဲ့အထဲမှာတကြိမ်သာဂိုးဝင်ခဲ့တဲ့ဆိုရမှတ်တမ်းကိုကြည့်လိုက်ရင်Diego Costa တယောက်တော်တော်လေးကိုလက်စွမ်းပြခဲ့တဲ့ပွဲလို့ဆိုရမှာပါပေါ်တူဂီအသင်းကတော့တပွဲလုံးမှဂိုးပေါက်ကန်သွင်း10ကြိမ်သာရှိပြီးတော့2ကြိမ်သာဂိုးပေါက်တက်ခဲ့ကြဖြစ်ပါတယ်ပေါ်တူဂီရဲ့အခြေအနေကဆရာများသားတည်ဆိုလိုဖြစ်နေခဲ့ပြီးတော့တသိန်းလုံးကြည့်လိုက်ရင်သက်ဆိုင်ကလပ်အသင်းတွေမှာဆရာကြီးဆွဲလူတွေပဲစုပြီးတော့ကစားနေကြသလိုဖြစ်နေခဲ့ပါတယ်ရိုနယ်ဒိုကတော့နိုင်ငံအသင်းမှာကလပ်အသင်းမှာဆရာကြီးလို့ဆိုရမှာဖြစ်ပြီးတော့ဘရူနိုဆိုတာမန်ယူအသင်းတွေမှာရှိမှဖြစ်ဆရာကြီးတယောက်ပါရာဖေးလီယာဆိုလည်း AC မှာဆရာဆူဖြစ်နေသလိုပက်ဒရိုနက်တိုဆိုလည်း Chelsea မှာတော့တိုက်စစ်ဦးဆောင်ပြီးတော့ကစားနေခဲ့တဲ့ကစားမတယောက်ပါကွေးလန်ဗီတီညာနဲ့ဂျောင်နီဗက်စ်တို့ဆိုတာကလည်း PSG အသင်းရဲ့အသက်သွေးကြောတွေဖြစ်ကြပါတယ်အဲ့လိုဆရာကြီးပါဝင်ခဲ့မယ်လေပေါ်တူဂီဖက်ဖက်ကနေဒိမန်မရှင်နိုင်ခဲ့ကြပဲအရှုံးပေးခဲ့ကြတာဖြစ်ပါတယ်ဒိမန်အတွက်လုံးသေးသောအနိုင်ကို69မိနစ်မှာလူစားဝင်လာပြီးတော့98မိနစ်ရောက်မှာ Rasmus Wiseland ကသွင်းသွားခဲ့တာဖြစ်ပါတယ်ပေါ်တူဂီဘက်ကိုဂိုးသွင်းပြီးမှ Ronaldo ရဲ့စူးကြီးပုံစံနဲ့အောင်ပွဲခံခဲ့တာပတ်သက်ပြီး Wiseland ကပေါ်တူဂီဘက်ကိုဂိုးသွင်းပြီးစူးကြီးအောင်ပွဲခံခဲ့တာ Ronaldo မလေးမစားလုပ်တာမဟုတ်ပါဘူးသူကကျွန်တော်ရဲ့စံပြပုတ်ကို idol ပါကျွန်တော်ကစားမပွဲ impact ရှိဆုံးသူဆိုရင်လည်းမမှားပါဘူးဒါကြောင့်သူရဲ့ပေါ်တူဂီနဲ့အတူကစားတယ်ဆိုတာအိမ်မက်လိုပါပဲဆိုပြီးပွဲပြီးမှပြောကြားသွားခဲ့ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုဒီမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လာအောင်ရှိကြဖို့လည်းဖိတ်ခေါ်ပါရစေကျွန်တော်ရဲ့ page လေးကို like and follow မနေရသေးဘူးဆိုရင်နှိပ်သွားကြဖို့လည်းတောင်းဆိုပါရစေခင်ဗျာစုံလီကြည့်ပြအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်